ဒီနေ့တင်ဆက်ပေးမယ်ရုပ်ပြပုံမြင်လေးကတော့မကွေးမြတ်ကလို့စေတီတော်တမိုင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ဂေါရမမြတ်စွာဘုရားရှင်ဝါတော်20တွင်တာဝတိကြီးစေတဝန်ကျောင်းတော်၌တရေသုံးနေတော်မူစဉ်သူနာပရဏတိုင်းလေကိုင်းရဲ့နာဂရဟုခေါ်တဲ့နေရာမှာဝိုင်းဒီစက္ကမရွာသား900တို့သည်12ခုခန္ဓာယုံကျောင်းတော်ကိုလှူဒန်းရဲ့အတွက်ဘုရားရှင်အားလာရောက်ပြဖိလေသည်။ထို့ကြောင့်ဂေါရမမြတ်စွာဘုရားရှင်သည်မိသားစုံနဲ့တာဖန်စီပြီးတော့ရှင်မြတ်တဲ့ရဟန္တာ900ဆံရန်လျက်12ခုခန္ဓာယုံကျောင်းရှိရာကိုကြောက်ကြည့်တော်မူခဲ့သည်။မြတ်စွာဘုရားရှင်သည်12ခုခန္ဓာယုံကျောင်းတော်ကြီးကိုအလှူခံခဲ့ပြီးခုနှစ်ရက်ပတ်လုံးတရင်သုံးဆံပေးတော်မူ၍ဝိနည်းတတဝါပေါင်းတို့အားတရားရည်တက်ကြွတော်မူလေ၏ထို့မှာဒေသဆိုင်ကြောက်ကြည့်တော်မူခဲ့လျာစကက်တဲထုံထိတ်တို့ရောက်ရှိခဲ့လေသည်ထို့တောင်ပေါ်တွင်တာဝန်တာလက်ထီကိုအုပ်စိုးသောတရားမင်းသည်ရှစ်ရက်ကေနောက်တော်များအားရသားကြည့်ပြီးသောတလုံးတော်ကိုလှူဒန်းပူဇော်လေးရှိခဲ့လေသည်ဇမမင်းကြီးဂေါရမမြတ်စွာဘုရားရှင်အားရသားကြည့်ပြီးသောတလုံးတော်ကိုလှူဒန်းပူဇော်လိုပေသည်ကောင်းမြတ်သောအကြံဖြစ်ပေတဲ့တရားမင်းငါဇမမင်းမှာလိုက်ပါပူဇော်လိုပေသည်ဤတို့ဖြင့်ဘုရားရှင်၏တရင်တော်ရာစကက်တဲထုံထိတ်တို့တရားမင်းဥဆောင်ကရသားတလုံးတော်ကိုလက်ပေါင်းဖြစ်ချင်ရန်ကဇမမင်းကလည်းကြည့်ပြီးကိုခိုင်ဆောင်ပြီးလိုက်ပါလေသည်ထိုချိန်အရာဝတီမြစ်၏ရှိတဲ့တောအုပ်ကြီးတွေဘောကျော်ဘောတော်ဘောတူရာဘောရကရှက္ခတာလီတို့ဖြစ်ကြသောဘလူးကောင်နမ6ယောက်တို့နေထိုင်ကြလေသည်ထိုဘလူးကောင်နမများထဲမှာအကိုလေးယောက်သည်စကတဲထုံထိတ်တို့ကြောက်ရွံ့ဆံပေးနေတော်ဘုရားရှင်အားဖူးမြော်လိုလားတစ်ချိန်မြမရဲ့ရခတာလီတို့မတရားလေအောင်တိတိစိတ်တိုင်းပြင်ကြလေသည်ငါတို့ဒီကိုလျောက်သားလေးဘုရားရှင်အားတော့ရဖူးမြော်ကြစို့ဒီတိုင်းသွားတာကျကျောင်းစုခံကားဒီများနဲ့တက်လူပူဇော်လေးတင်တော်ပေးပြီထိုချိန်စကတဲထုံထိတ်၌ဘုရားရှင်အားတရားမရမျက်တလုံးတော်ကိုစက်ကလူတန်းပြီးဇမမင်းကကြီးကျူတော်ဘုံမူကပူဇော်နေလေသည်ဘလူးညီနောင်လေးတို့ဒီလေညီမချစ်ကြသောရခတာလီနဲ့ရခတာလီဒီမနှစ်ဦးအားမပြောသားပဲကျောင်းစုခံကားဒီများနဲ့တက်လူပူဇော်ဖူးမြော်ရဲ့ရောက်ရှိလာကြသည်အတေဘလူးတခါတော့ရှင်နေမှာဆိုင်ရင်ပါဏာတိပါဒကံဖြစ်သောသူတစ်ပါးတက်တဲ့ခြင်းအမှုအားဆုံးလို့ကြပါကုန်တော့ထို့နောက်ဘုရားရှင်သည်သူတစ်ပါးအသက်ကိုတက်ခြင်းမှာအစားပြု၍တရားရည်အေးတက်ကြွတော်မူလေသည်ထိုအခါဘောကျော်ဘောတော်ဘောတူရာဘောရကတို့သည်တရားရကြကုန်ပြီးတပည့်တော်တို့အားရသော်ဘုရားရှင်၏ကိုစားကိုးကွယ်ရာပေးသနာတော်မူပါဖျားကောင်းပေပြီတကားတော့ဘလူးညီနောင်တို့ငါဖယားအားတရားမင်းဆက်တာတော့ညသားကလုံးတော်ကိုငါဖယားကိုစားပေးရခဲ့ပြီ။ဤမြတ်ကလုံးတော်တည်ရှိရနိုင်။နောက်ခါရီတာကနာတော်ပွင့်လင်းစီပင်ရမကရဒေတာရှိနဂရမြို့ကြီးဖြစ်လက်တံ။တင်တို့ဘလူးညီနောင်တို့လူဘဝကိုရောက်တော့ဤမြတ်ကလုံးကိုထာပတာထားကစေတီတော်တရားမည်ဖြစ်သည်။ဤတို့ဘုရားရှင်သည်ကြာရိတ်စကားဆိုခဲ့လေသည်။ပြီးနောက်ဖယားရှင်သည်စကတဲတောင်ထိပ်မှာဒေတာဆိုင်ဆက်လက်ကြွချီတော်မူလေသည်။ဘလူးညီနောင်လေးတို့လည်းမြတ်စွာဘုရားရှင်ပေးသနာတော်မူခဲ့သောမြတ်ကလုံးအားမိမိတို့နေရာသို့ပြေးဆောင်ခဲ့လေ၏။ထို့နောက်မိမိတို့နေထိုင်ရာတော်အုပ်၌ရတလုံးတော်အားထာပနာထားခါစီပြီးတော့တည်ထားကိုခွင့်ချလေသည်ထိုအခါတာဝရင်သားမတရားမင်းသိရှိတော်မူပြီးအလိုဘလူးညီတော်တို့တည်ထားကိုခွင့်တဲ့ရတလုံးစီဒီဟာအရက်တီတာမှားရင်းနေရောလားငါကိုယ်တော်ကိုယ်တိုင်ချက်ပါသိတော်ပြီးတော့မီအခြားသောလက်တီဝါတို့ကတရားမင်းဝိုင်းရတတိပေးကြလေ၏ဘလူးညီတော်တို့ရဲ့ရုံးချတရားပွားပြီးစေတီတည်ထားခြင်းကိုတားဆီးဖြစ်စီဒီမှာသိတော်မှာမလားအရှင်တရားမင်းအိုးလက်သားနဲ့တတိအပေါင်းတို့ငါတရားမင်းဒီမလျော်ကတော့အချမ်းစီကိုစက်ပြီးမဟုတ်ချင်းဘုရားရှင်ရတဲ့စကားလေးမင်းတီတာကိုခွင့်ရအရက်မဟုတ်တဲ့အတွက်တားဆီးချင်တာဖြစ်ပေသည်ထိုအခါမှာအကြောင်းရုံလက်သားနဲ့သမီးကိုသိရှိကြလေတော့၏ထို့နောက်တရားမင်းသည်ရတနာထာပနာထားကတီတာကိုခွင့်တော်စီပြီးတော့အားတကောတော်ဖြည့်ဖြိုးပြပြီးရတနာတော်ကိုပြည့်ဆောင်ခဲ့လေသည်ရတနာတော်ကိုမြေကန်းစိတ်ကနေဝေးတဲ့တောင်ကုန်းရမှာကလေးတောင်းနေတဲ့ဒိတ်ပူစကုဒိတ်ပတ်တော်သားဒိတ်ပတ်ရတဲ့ရှင်ရတဲ့ကြီးတို့ထံအနံ့မှဖြစ်ခြင်းမင်းထို့နောက်ရတနာတော်ကိုရတဲ့ကြီးသုံးပါးရှိရာတောင်ကုန်းရတို့ပြည့်ဆောင်ခဲ့ပြီးဤမြောက်သားတော်တို့အားရှင်ရတဲ့တို့ထံခေတ္တအနံ့ပြားစီဖျားတကားတော်တရားမင်းစိတ်အကြံကိုအကြံတို့သိရှိနေသည်ရတနာတော်အားသိရှိထားရဲ့နေရာရှာတော့မှန်ပါတပည့်တော်ရှာဖွေပါမယ်ဗျာပြီးတော့တရားမင်းကဤတို့တွေးကြနေသည်ရှေ့တိတ်ကတ္တမမြတ်စွာဘုရားရှင်ကိန်းဝတ်တော်မူရာနောက်ကောက်ကမတောင်ထိပ်မှာရွှေသားတလုံးတော်ကိုထာပနာထည့်ထားခဲ့ဘူးလေရာဤထာပနာထိပ်ကိုစီမံပြုပြင်ပြီးရတနာတော်ကိုထားပါလေတင်တော်ပေးပြီလားရှေ့ရတိကြီးတော်နဲ့တိုင်မြစ်ချင်အောင်ပါလေဤတို့ဖြင့်တရားမင်းဒီရတိကြီးတော်ထံပြန်လည်ရောက်ရှိလာပြီရှင်ရတိမြတ်တို့နောက်ကောက်ကမတောင်ထိပ်ကထာပနာထားသောရွှေသားတလုံးတော်နဲ့အတူရတနာတော်ကိုကတ်ထားနေတင်တော်ပေးပြီလားအကြံတော်အားအကြံပြုမိပါလားနောက်တော့အခါမှဘလူးကြီးနောင်တို့လူ့ဘဝကြောင်းပြီးတဲ့နောက်ဤရတနာတော်ကိုထာပနာထားပြီးစေတီတီစေလက်တံအတေတရားမင်းရဲ့အကြံစီမှန်ပါပြီလေဤကဖယားရှင်ရဲ့ကြာတိတ်မိကြတော်မူခဲ့သောစကားပြည်သည်ဒါဆိုကျွန်ုပ်တရားမင်းဦးဆောင်ပြီးနောက်ကောက်ကတောင်တော်မြတ်တို့ရတနာတော်ကိုပြေဆောင်ကြပါစို့ရှင်ရတဲ့တို့လည်းလိုက်ပါတော်မူပါအံကောင်းပါပြီဒီအတေတရားမင်းအကြံတော်တို့လည်းလိုက်ပါပြီနိထိုချိန်တရားမင်းဒီရတနာတော်ပြေဆောင်ရတဲ့အဆောင်ဆက်ဖြစ်စီပြီးလက်နက်ကိုင်စစ်ပြီးဓာတ်ဆက်နံဆက်တို့ကိုတကူဖြစ်ဖန်ဆင်းလေသည်ဝိဆာတော်ဒီတပတိညာဘလူညာရတဲ့တို့ပြည်ဝင်ရရဲ့ရွှေနေကြီးရဲ့ပဒညာပြတ်ကိုစီမံတိဆောက်ပြီးရတနာတော်ကိုတရားမင်းဦးဆောင်ကပြေဆောင်လေတော့သည်ဤတို့ဖြင့်နောက်ကောက်ကမတောင်ထိပ်တွင်ရွှေသားတလုံးတော်နဲ့အတူရတနာတော်အားပြတ်ထားပတာထားကြလေသည်အရှင်ရတဲ့တို့တပည့်တော်တို့အားဤရတနာတော်ကိုထာပနာထားကစီမံပြီးချေသည်နောက်ဤရတနာတော်အားထာပနာထားကစေတီတရဲ့အတွက်ဘလူးညီတော်တို့လူဘဝကြောင့်ကလူသားဆက်စစ်ချင်းမှသာတည်ထားရပြီလိမ့်မည်အရှင်ရတဲ့ကြီးတို့ကျွန်ုပ်တရားမင်းနဲ့လက်ပြမပေါင်းတို့ကိုခါနေတို့ပြခွင့်ပြုပါတော့
ထိုချိန်စကတဲ့ထောင်တို့ဖျားရှင်စွာမြန်လာသည်ကိုသိရှိတော့အငယ်ဆုံးဘလူးမှရခတာလီမှစိတ်ဆိုးနေတော့သည်ဟင်းအကိုရင်ဖြစ်ပြီးရက်ဆက်လိုက်ကြပါပြီကောရမဖျားရှင်စွာလာမှန်းတည်ရတဲ့အတိမပေးတဲ့တကျစိတ်ဖူးလွန်ရကြပြီလေစိတ်ပါဖို့ကောင်းလိုက်တာဘလူးကလည်းဖျားရှင်ကိုဖူးတွေ့ကြုံပါလေအကိုရင်ကြောင့်ဖူးတွေ့မရတော့ပါလားစိတ်နာလိုက်တာငါအကိုရင်နဲ့အတူမနေတော့ဘူးအခုပဲဝေတဝန်နမင်းကြီးစီသွားပြီးဒေဒီစားတောင်းနေတယ်ဤတို့ဖြင့်ဝေတဝန်နမင်းကြီးကထွက်ခဲ့ပြီးနမင်းကြီးကရောက်တော့ဝေတဝန်နမင်းကြီးကျွန်တော်မျိုးမကြီးဘလူးဘွားနေပြီးရက်စော်ဖျားရှင်အားဖူးတွေ့နိုင်ပါလေဖျားရှင်ကြောင့်လာဒီကိုအတိမပေးခဲ့တော့အကိုဘလူးတွေကြောင့်ဖျားရှင်တော်များအားဖူးတွေ့ခွင့်လဲခဲ့ရတဲ့အရှင်နမင်းတို့အတွက်အကိုတော်များကိုစိတ်နာလာတဲ့ဖြင့်သူတို့နဲ့အတူမနေလို့တော့ဆောင်ကျွန်တော်မျိုးမအားအပိုင်စားနေတဲ့တခုပေးသနာတော်မူပါနမင်းကြီးအကြောင်းဆိုသိရှိတော့ဝေတဝန်နမင်းကြီးရတော့ကောင်းပြီကြီးအဖေအားရှင်းဆောင်ရင်ကောင်းတဲ့နေမီအားအပိုင်စားနေခြင်းဖြစ်တတ်ပေးလိုက်သည်ဤတမရနေမီအားယနေ့မှဆိုင်ရင်အပိုင်စားနေခြင်းထိုချိန်မှဆိုင်ရင်ရှခဒေဒီဘလူးမလည်းအပိုင်စားနေနေနိုင်နေထိုင်ပြီးတော့ဤတနေ့ရှခဒေဒီဘလူးမသည်တော်ပညာတိတိဝလများခုဆိုကဖျားရှိရင်မြတ်တော်တော်ဌာနထိုင်ရ၌စက္ကပူဇော်ရင်ဤတို့စုပန်လေ၏တပည့်တော်မသည်ဤဘွားမှာစုတည်ပြီးလေအကိုတော်များထက်စီးစိမ်ချမ်းသာခြင်းနဲ့ပြည့်စုံသောလူသားစစ်စစ်ဘွားကိုရှားရပါလို့ဤဖျားရှခဒေဒီဘလူးမသည်နောင်ကာလအနေနဲ့ကြတော့ကဘလူးဘွားမှာစုတည်ပြီးတိတ်ဆုံးရတော့သည်တိတ်ဆုံးပြီးတော့စီးစိမ်ဥစ္စာတို့နဲ့ပြည့်စုံသောဝေလာမမီရှိပုံနာမကြီးကအတီးတည်းကျနေတယ်ဝေလာမပုံနာမကြီးသည်မွေးဖွားချိန်ရောက်တော့တမီးမိန်းကလေးဖြစ်ဖွားနေကြလေသည်ရှခတာလီဘလူးမဝေစားသောမိန်းကလေးမှာအရွယ်ရောက်တော့တင်းနေပြီးစောမောလာတော့အစိမ့်လေးပြည့်စုံလေသည်တမီးမှာတော့ထိုမိန်းကလေးဖခင်ပုံနာကြီးကရှင်မကြီးငါတို့ရဲ့တမီးလေးဟာအလွန်ရုပ်ရည်အစင်းလာပါတဲ့အတွက်ငါတို့တိုင်းကြီးကိုအုပ်ချုပ်တဲ့တကောင်းမျက်ရှိလေးကြီးကစက်ကားရတော့မကောင်းနေဘူးလားမှန်ပါပဲပုံနာကြီးနားနဲ့ကထိုက်တန်တာမို့တကောင်းမျက်ရှိလေးကြီးကအမြန်စက်ကားစားတာပေါ့ပုံနာကြီးနဲ့ဝေလာမပုံနာမကြီးတို့သည်လဲရင်နဲ့တမီးဖြစ်သူကိုတင်ဆောင်ကတကောင်းမျက်ရှိလေးရှိရာနန်းတော်တို့ထောက်ခါလာကြသည်နန်းတော်၌တကောင်းဖြစ်ရှိနေမြတ်သည်ပုံနာလေးများစက်ကားတော်တမီးမှာအလွန်ဖော်မော်တင်နေတာတစ်ဖြစ်ပညာရှိပညာလေးတိုက်နေရလေရောသည်မိဖုရားပြတ်ရင်တင့်တော်ပိစာပညာရှိအမကြီးတို့တင်းမြတ်ကြောင်းပါဗျာဝေလာမပုံနာမကြီးတမီးအားငါ့ဤတောင်နဲ့ဆက်ပြီးပြဖြစ်တင်ရောက်ပြီတင်းမြတ်ပန်ကြကြောင်းပါဗျာတမွားကရခတာလီဘလူးမသည်သူ၏စုတော်၌ပြည့်စုံခဲ့လေသည်ထိုချိန်ရတဲ့သုံးမတို့နေထိုင်သောအရင်နဲ့အနှဲငယ်ဝေသောအရှိန်ရောင်ရ၌ကုန်တယ်ရနေထိုင်ရာမဟာကာမရွာကြီးတရားရှိလေသည်ထိုရွာ၌ကသူ့ဘောကရွာသားတတိကြီးတူရှိလေသည်ထိုတတိကြီးသည်ရတဲ့ကြီးသုံးမတို့ဟာပြင်းစည်းလေးပါတို့ဖြင့်အမြဲမပြတ်လူတန်းသောဒါယကာရင်းဖြစ်ပေသည်တတိသူ့ဘောကတတိကြီးသည်ဆရာရတဲ့ကြီးသုံးမအားဤတို့လျှောက်တင်လေသည်ရတဲ့တော်ထာမနာရနေရာတွင်တပည့်တော်စီတီထားကိုပြလိုရလေဗျာခွင့်ပြုပြီးတော်မူပါဒီကံတော်တကားတော်ဖျားရှိပြတဲ့ရဆိုရင်ဘလူးကြီးကိုထဲမှာဘောကြောင့်လည်းဘောတော်တို့လူပွားရောက်နေမှသူတို့တို့ဦးသားလေးစိတ်ကြီးတရားမိသူတွေဖြစ်စေတယ်အတင်းတကားတကြီးကြီးဖျားတကားဖြစ်လို့လေဘောကြောင့်လည်းဘောတော်ဘလူးဝင်စားတို့အားတွေ့အောင်ရှာပြီးတော့တာကုတူယူပြီးတော့တကားကြီးတကြီးကြီးသူ့ဘောကလေးတပည့်တပည့်များအားဘလူးဝင်စားကြီးကိုအားရှာဖွေခိုင်းနေသည်အတေလုံးဘလူးဝင်စားကြီးကိုတို့အားတိတ်ကြပြဘယ်တွေ့ရှိပါအရှိတကြီးကြီးဘလူးဘဝမှာလူကျင်လာတော့ညီတော်အားရှာဖွေရဒီမှာအလုံးနဲ့ခက်ခဲလာပါရဲ့အရှိခက်ချီပြီအတေတို့ရှာဖွေရပါအဲ့ဒီတကြီးကြီးမှာပုံနာဝတီအမိရှိတော့အလုံးစုံမလာပါသည်တမိကညာတစ်ပါးရှိနေတယ်တနေ့ပုံနာဝတီသည်အပေါ်များနဲ့စိတ်ညစ်နေထိုင်ရာအရက်ကိုသွားပြီးအပြင်ရတလုံးတော်ပြဌာပနာတိုင်းဟာနရမထတောင်ကုန်မြင့်ပြီးတော့ရောက်ရှိခဲ့လေသည်တော်လည်းလေးနဲ့ပန်းဆောင်ခွေပြီးဤနတ်တော်ဌာပနာရာအနီးနားမှာအထိတ်ခံပြီးထားခဲ့ရင်တော့ကောင်းပြီလေဒါမှအပြေတွေ့ချင်တဲ့ဘလူးဝင်စာလူကြီးတော်တို့ကိုတွေ့နိုင်မှာပုံနာဝတီသည်အပေါ်များနဲ့အလေးစားပေါက်တော့တော်ရင်ပညာကိုဖူးယူပြီးပန်းဆောင်ခွေပြုလုပ်ပြီးအထိတ်ခံပြုလေသည်ဤပန်းဆောင်ခွေအားဘလူးဘောတော်ဝင်စားတော်သူအားတွေ့ပါစေတည်းပြီးတော့ရတလုံးတော်ဌာပနာထားရာနဂေါတမတောင်ကိုတို့သွားလီတော်သည်ဤပန်းဆောင်ခွေပြုပြီးခြားထားရခဲ့သောနေရာအားနောက်ခါတွင်ပန်းရတောင်စီသည်လို့ထင်ရှားစွာသိရှိလေသည်ထို့နောက်ပုံနာဝတီသည်အကြံဉာဏ်ဝေသောနေရာကောင်းမြတ်ပေါ်မှာတွေးနေနေရဖြစ်သောခေမောလန်ကိုညှော်မဲကြည့်လျာထိုနေရာကိုနောက်ခါတီသားကိုပေတော်စီသည်အားလင်းများများစီသည်ဟုခေါ်ဝေလေသည်ဘောချောပေါ်သောဘလူးညီနောင်တို့သည်ဘလူးဘဝကအပိုင်ဆိုင်ရသောတော်ဦးနှင့်နေယူစနာခက်ကွာဝေသောရွာကြီးတွင်ကုန်တဲ့မျိုးရိုး၌လူဝင်စားနေတော်သည်ဘလူးဘဝကအတိုင်းဘောချောကအကူဖြစ်ကဘောတော်ဝိုင်းကြီးဖြစ်လေသည်၎င်းတို့ညီကိုရရောက်တော့ကုန်တဲ့ဖြစ်အသက်မွေးကြလေ၏တနေ့ညီကိုနှစ်ဦးရဲချင်းကုန်ရောင်းကုန်ဝယ်ခတ်ခဲ့ကြသည်ထို့သောကုန်ရောင်းထရာမှာရပေကြီးသုံးဦးလေးတွေ့ရှိပြီးလူဝဲပစ္စည်းတို့ဖြင့်ဖူးမြော်စက္ကန့်လူတန်းလေသည်တပည့်တော်တို့နဂေါတမတောင်ရတလုံးတော်ဌာပနာရှိရာသို့ဖူးမြော်ကြီးတို့ရဲ့ခရီးဆက်ခွင့်ပြုပါအပိုင်းရည်ကြီးတို့ကောင်းဖြစ်ပြီးတကားတော်တို့ထို့သောဖြင့်နဂေါတမတောင်မော်မရောက်မီတောင်ကုန်းမြစ်တစ်ခုရောက်မှာတော့အလိုဟိုရှိမှာပန်းဆောင်ပေတစ်ခုပါလားမိမိငါတို့ဘလူးဘဝဖျားမကြီးဖြစ်ခဲ့တဲ့ကိစ္စအခုလူဘဝမှာဆွတောင်းပြတော်မယ်ချင်းလေးကွယ်အခုဖြစ်သူဘောကြောင့်ဝင်စားသူဟာပန်းဆောင်ဖျားဖက်ရှုလေသည်ရတလုံးဌာပနာတရားမှာဖူးမြော်စက္ကန့်ပြီးဒီဆောင်ခွေကိုယူပြီးမဟာကာမရွာကိုသွားကြဆုံးနဂေါတမတောင်ရှိရှစ်တလုံးမြတ်တလုံးတော်တို့ကိုဖူးမြော်ပြီးတဲ့နောက်မဟာကာမရွာတို့ခရီးဆက်ခဲ့ကြလေတော့သည်ကျောင်းတော့ရောက်တော့တတိကြီးသူ့ဘောကအိမ်ပင်နားမှာလေကြဟော
ဟိုရှိရနေရတဲ့ခြံဝင်ရရွာတကြီးတကြီးသူ့ဘောကအိမ်မှာပဲကွကျေးဇူးပဲပြောသူ့ဘောကတကြီးကြီးတန်းရောက်တော့ဘလူဘောကြောင့်ဝင်စားတော့အကူကပန်းဆောင်ခွေကိုအနံ့နေပြီအေးလာသမီးပုံနာဝတီပန်းဆောင်ခွေချအရိတ်တန်ပြုခဲ့တရားအောင်နေပြီပဲအမောင်တို့နေကုန်တဲ့ဦးကဘလူဘောကဘောကြောင့်ပေါ်တော့ဝင်စားတော့ညီလောင်တဲ့ဦးပဲကဲသမီးရဲ့နေပဲကျင်ရတူတာကရောက်လာချေပြီကောင်းဆောင်ကျူစုဝမ်းရောက်ပြီတော့မှန်ပါဖခင်အကူတော်တို့အားကောင်းဆောင်ကျူစုလုပ်ကြပါအံတကယ်ကြီးသူ့ဘောကလည်းသမီးတို့ဒီဘလူဝင်စားတော့ဘောကြောင့်ပေါ်တော့တို့ကိုတွေ့ပြီးဖြစ်တော့ကြောင်းရှင်ရတဲ့တုံးမထံရှေ့တလုံးမြတ်တော်သာဗနာတိသားစီတို့ကြောင့်ရှောက်ထားနေတော့ဒီဖះရှင်ဤရတဲ့စကားလေးမိတော်သူကိုတွေ့ပြီးဖြစ်တော့ကြောင်းသူတို့နဲ့အတူသူ့ဘောကရွာစားတခါတော့ဒီမြတ်တော်တော်စီပြီးတော့အားတည်ပြီးတော့ဝမ်းညမှာကြောင်းမှာအရှင်ရတဲ့ရုပ်ဖះထို့နောက်တမီးဖြစ်သူပုံနောက်ဝတီအားဘောကြောင့်ဝင်စားလို့လည်းထိန်ညာလက်ထပ်ပေးခဲ့ပြီထို့ချိန်တကောင်းဖြစ်ကြီးမှာတိုင်းကြီးပြည်မတာမရဖြစ်ပြီးမြတ်တော်တော်စီပြီးတော့တည်ရင်ဘယင်းမင်းအားခွင့်နိုင်စမပြုနိုင်ချင်အနီးနားရှိမြို့လာများမှာကိုတော်ပါဝင်လူသူများကိုလွတ်လွတ်ပြီးလိုက်ရန်အကြောင်းစားစီသည်နာဂရမတောင်တော်များ၌မြတ်တော်တော်စီပြီးတော့တည်ထားကိုခွင့်ပြီးဖြစ်ရာကိုတော်ပါဝင်နိုင်ရင်အကြောင်းစားအပ်ပါရဲ့ခင်ဗျာဒီလိုလေအခြားမြို့လာများမှာကိုတော်ပါဝင်လူသူတို့သည်သူဘောကရွာတို့တခုပဲရောက်ရှိကြလျော်သည်တကယ်ကြီးမှာမြတ်တော်တော်စီပြီးတော့တည်ရင်အကြောင်းစားများတော်ပြီးဖြစ်လာကြောင်းပြီးကြီးဖြစ်နေတော့သည်ထိုအကြောင်းကိုတမတေဝနဲ့ကမှာပေါင်းလို့လည်းသိရှိကြပြီးတိုင်နေကြလျော်သည်သူဘောကရွာစားတကယ်ကြီးလေဘောကြောင့်ဝင်စားလို့လည်းတော့မြတ်တော်တော်စီပြီးတော့တည်ထားကိုခွင့်ချပြီးတော့မယ်ဒီအတွက်ငါတို့စတိုမဟာရာဆိုင်တဲ့ပုံမှာလူတို့ထိုင်နေတဲ့လုံဆောင်နေတက်ခါတာကြောင့်လက်များပေါင်းလို့ဈေးကြီးတော့တည်ရင်ကိုကြီးရပြီလိမ့်မည်မှန်မှန်နေကြီးတော့အလိုတော်တိုင်းပါဗျာထို့ပြင်စခါရကြီးဘလူနဲ့ပေါင်းလို့လဲစုပ်ပေါင်းတိုင်နေကြကုန်၏ငါတို့ဘလူပေါင်းလို့လဲမြတ်တော်တော်စီပြီးတည်ရင်ကိုကြီးကြရပြီမည်တာဝန်နာနဲ့ရှိတခြားမင်းလဲဘနုကကလာမြတ်ဆောင်ချကြီးကြီးလေလူဖြူကိုရှုမြော်ကြည့်လေသည်အလိုသူဘောကရာစားတကြီးကြီးလေဘလူဘောကြောင့်ဝင်စားတော်လူနေလို့မြတ်တော်တော်စီပြီးတော့တည်ရင်စောအောင်ဆိုင်နေပြီပါမောလားငါတခြားမင်းနဲ့တူကတာဝန်နာနဲ့ဒီမှာနာပေါင်းလို့မကြမ်းကိုတို့ရစီရဲ့ကိုကြီးအောင်ပါလေထို့တူဝိဇ္ဇာစောကြီးတပည့်တို့လည်းရှင်ရတိကြီးတော်မတို့ထံရောက်ရှိလာကြပြီတပည့်တော်တို့လည်းညတော်တော်စီကြီးတရားမှာကိုတို့ယူကိုကြီးပြစီပါဗျာကောင်းလာပါပြီတကားတို့ကိုတို့ယူကိုကြီးရဲ့အကျဉ်းတို့ဝမ်းမြောက်ဝမ်းသာရှိကြပါပြီလေအချိန်ရောက်တော့ညတော်တော်စီကြီးရောတင်နေလက်ကောက်တောင်တော်တို့သူဘောကရာစားတကြီးကြီးလေဘောတော်လူလေပုံနာဝတီတို့ဥဆောင်ပြီးမဟာကမရာကြီးမှာလက်ကောက်တောင်တော်တို့ထွက်ခါကြလေတာဝန်နာမတကြမီဥဆောင်တော့ညပေါင်းတို့လည်းလက်ပန်းတဲ့လက်တို့ရမျိုးမျိုးကိုကြီးမောက်ကရုပ်ဖြစ်ရှိလက်ကောက်တောင်တော်တို့စိတ်နဲ့လာကြ၏ဤတို့ဖြင့်လက်ကောက်တောင်တော်၌ကျမနဲ့လူဝိဇ္ဇာစောကြီးတို့စုဝေးရောက်ရှိလာကြကုန်၏ပြီးတဲ့နောက်ရတိကြီးတော်မလေးတိုင်းကစေတီတော်ဟာညံတော်မြင့်မြညာလောက်ဖြစ်ကြည့်ပါမယ်ဗျာမူလဌာနတိုက်ကိုမှန်ပြီးအချက်35ပြည့်အမြင့်ရှိစေတီတော်ကိုကြည့်ပြီးအတကားတော့ထို့နောက်မူလဌာနတိုက်ကိုဖွင့်ထားလေသည်ဌာနတိုက်ပြီးရှိသောရှေ့တလုံးတော်မြတ်တလုံးတော်တို့သည်ရွှေဝါရုံတောက်ကန်လေးတင်ရဲ့အစီမကုန်နိုင်အောင်ရှောင်းစီတော်များကုညူထွက်ပေါ်လာပြီးလူနဲ့ကျမတို့ဖုံးမြော်ကြရကုန်၏ပြီးနောက်ဌာနတိုက်ဟောင်းပေါ်မှာမှန်ပြီး35တောင်မြင့်သောစေတီတော်ဟာဘောကျော်လူဝင်စားလူတွေနဲ့သူဘောကရာစားတတိကြီးကိုဦးဆောင်ကစားခင်ပြီးစောက်ကြလေသည်ဤတို့ဖြင့်ရတနာတော်စီတော်မြတ်ကြီးဟာပထမအကြိမ်အလုံးဝင်စားသောဘောကျော်လူနဲ့သူဘောကရာစားတတိကြီးနဲ့တမီးပုံနာဝတီတို့ဦးဆောင်ကတီတာကိုပဲဖြစ်ခဲ့ကြလေသည်ထို့နောက်မြင်းများခုံဆုံးခဲ့ပြီးတက်ခွေ430နှစ်အရောက်တွင်အနော်ရသားမင်းကြီးကတော့စောလူမင်းတရားအုပ်ချုပ်စေလို့ရောက်ရှိခဲ့လေသည်တမီးစောလူမင်းကြီးသည်ရှင်ရရမချင်းများအားနန်းတော်တို့ဆန်းစားပေးခဲ့ရင်အရှင်ဗျာပြည့်စုံတဲ့စီးပွားတမန်တော်စီးပွားနဲ့တာသနာတော်တက်ကောင်းမြတ်သောအဆုံးအမကိုတပည့်တော်ဟာပေးသနာတော်မူပါဗျာတရားတော်မင်းကြီးကတ္တပဘုရားရှင်၏ရှေ့သားတော်တော်နဲ့ခေါရမဘုရားရှင်၏ညာသားတော်တို့ကိန်းဝတ်ဆံတရားစေတီတော်တဆူပြည့်စည်နေပြီကိုပြုပြင်ကတာသနာတော်တို့ခိုင်းရင်ဆောင်ရွက်ပြီနော်ထိုအခါစောလူမင်းကြီးကဝမ်းမြောက်ပြီးဖြစ်ခါမှန်ပါရှင်ဗျာတပည့်တော်ပြန်လဲကြည့်ကြည့်ဆောက်ပါမယ်ဗျာတို့နေစောလူမင်းဦးဆောင်ကစစ်တေကိုပါအခြေရများနဲ့ရတလုံးစေတီဟောင်းရှင်ဟာနောက်တော့တောင်ထိပ်တို့ချီတက်လာခဲ့တယ်ထို့နောက်ရှေ့ရဟန်းမထေရမြတ်ကြီးအားအမှုထားပြီးရတလုံးတော်စေတီတော်မြတ်ကြီးအား55တောင်အမြင့်တို့ပြန်လဲတည်ကြတော်မူလေသည်ထို့နောက်ဆက်လက်ရခတာလေးဘလူမှာဆူတောင်းခဲ့တော်နေရ၌ဆူတောင်းရဲ့စေတီဟု၎င်းပုံနာဝတီတတိသမီးတန်ကုန်ရသက်စာခွေချခဲ့တဲ့နေရာ၌တိုင်းရတောင်စေတီဟု၎င်းပုံနာဝတီနေရှာမြော်သောနေရာ၌နေရှာမြော်သောစေတီရှစ်သိကြီးတော်မတို့အားရည်စူး၍ဖျားတော်စုစေတီများကိုတည်ထားကိုပဲလေသည်ဤတို့ဖြင့်ရတလုံးတော်စေတီတော်မြတ်ကြီးအားမင်းဆက်ဆက်ပြုပြင်မှုမှန်ခဲ့ရာရှခုအခါမကွေးရတလုံးတော်စေတီတော်ကြီးအဖြစ်မြမကြီးတကူကြီးပြားသမိုင်းတွင်ထင်ရှားရရှိပေသည်သာသနာတက်ခွေ2399ခုနှစ်တက်ခွေ1219ခုနှစ်တဆောင်ပေါင်း5ဖြစ်သော၄ရက်နေ့တွင်ရှေတရန်ကလူပူဇော်ခဲ့ပြီးရှင်းနေထိုင်အောင်ရတနာရှိတော်ကြီးကဲ့သို့မကွေးရတလုံးတော်စေတီတော်မြတ်ကြီးတည်ရှိနေပါတော့သည်နောက်ဆက်ပြီးကိစ္စတွေပြည်သက်များအလုံးကိုကျေးဇူးတင်ရှိပါရရှင်